အာဆင်နယ်အသင်းရဲ့ကနဝင်ကစားသမားဟောင်းတဦးဖြစ်တဲ့ပေါ်မာဖင်ကတော့အာဆင်နယ်အနေနဲ့နောက်တစ်ဆင့်ကိုသွားနိုင်ဖို့ဆိုရင်အရေးအသွေးမြင်ပြီးတော့မြန်နှုံးမြင့်နဲ့တောင်ပန်တိုက်စစ်မှုတဦးလိုအပ်တယ်ဆိုပြီးတော့အကြံပြုသွားခဲ့ပါတယ်။ဒီနေရာမှာသူ့အနေနဲ့အကြံပြုသွားတဲ့တိုက်စစ်မှုတဦးကတော့ PSG အသင်းရဲ့တောင်ပန်တိုက်စစ်ကစားသမားတဦးဖြစ်တဲ့ဒူဝေးပဲဖြစ်ပါတယ်။ဒူဝေးကအခုအသက်22နှစ်ပဲရှိသေးတာဖြစ်ပြီးတော့ဒီရာသီ PSG အသင်းအတွက်42ပွဲကစားပြီးရဲ့အချိန်မှာ73ဂိုးသွင်းပြီးတော့17ခါ assist လုပ်ထားခဲ့တာဖြစ်ပါတယ်။ဒူဝေးကဘဲတောင်မဲညာတောင်မဲနဲ့ကွင်းလယ်တိုက်စစ်နေရာတွေမှာကစားနိုင်တဲ့ကစားသမားဆိုပေမဲ့အဓိကသူ့ရဲ့ကစားတဲ့ position ကညာတောင်မဲဖြစ်ပြီးတော့ဒီရာသီမှာ24ပွဲညာတောင်မဲကကစားခဲ့တယ်။ဘဲတောင်မဲအနေနဲ့ကတော့တကယ်နဲ့4ပွဲပဲကစားခဲ့တာဖြစ်ပါတယ်။ဒူဝေးက2024ခုနှစ်မှာ PSG ကိုယူရိုတန်း90နဲ့ပြောင်းခဲ့တာဖြစ်ပြီးတော့အခုလက်ရှိ transfer market value အရဆိုရင်ယူရိုတန်း120တန်ကြီးရှိတယ်လို့ဆိုထားပြီးတော့အခုလက်ရှိ PSG အသင်းနဲ့စာချုပ်က2029အထိတက်တန်းရှိတာမို့လို့ခေါ်ယူဖို့တော့မလွယ်ပါဘူး။ဒူဝေးကပြင်သစ်အသင်းအတွက်လည်း6ပွဲကစားထားပြီးတော့2ဂိုးသွင်းထားပါသေးတယ်။ဒါပေမဲ့အာဆင်နယ်အသင်းအနေနဲ့အဓိကလိုအပ်တဲ့နေရာကဘဲတောင်မဲဖြစ်ပြီးတော့ဒူဝေးရဲ့အဓိကအားတန်တဲ့နေရာကညာတောင်မဲဖြစ်နေတာတစ်ချက်ကတော့ထည့်သွင်းစဉ်းစားရမယ့်အချက်ပဲဖြစ်ပါတယ်။အဲ့တော့လက်ရှိအာဆင်နယ်အသင်းရဲ့ဘဲတောင်မဲတိုက်စစ်ကစားသမား2ဦးနဲ့ရှင်းကြည့်လိုက်အောင်။အာဆင်နယ်အသင်းရဲ့ဘဲတောင်မဲမှာဆိုရင်24နှစ်ရှိတဲ့မာတင်နယ်လီရှိနေတာဖြစ်ပါတယ်။မာတင်နယ်လီကအာဆင်နယ်အသင်းကိုရောက်နေတာက6နှစ်ကျော်လောက်ကြာပြီဆိုတော့မတိုးတက်နိုင်တော့ဘူးလို့ထင်ရပေမဲ့တကယ်တမ်း24နှစ်အရွယ်ကစားသမားရှိရဲ့တောင်ပန်ကစားသမားတစ်ယောက်ကဒီထက်ပိုပြီးတော့အများကြီးတိုးတက်နိုင်ပါသေးတယ်။မန်တင်နယ်လီရဲ့စာချုပ်ကအာဆင်နယ်အသင်းမှာ2028ခုနှစ်အထိရှိပြီးတော့နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်းပါပါသေးတယ်။အခုလက်ရှိအချိန်မှာအန်တင်နယ်လီရဲ့ market value က45တန်းရှိပြီးတော့အာဆင်နယ်အသင်းအတွက်အခုရာသီမှာ53ပွဲကစားထားပြီး73ဂိုးသွင်းပြီးတော့9ခါ assist လုပ်ထားပါတယ်။အခုလက်ရှိမာတင်နယ်လီကိုဖိတ်ဝင်သွားရဆိုပြီးသတင်းထွက်နေတဲ့အသင်းတွေကတော့ဘိုင်ယန်မြူနစ်နဲ့ PSG အသင်းတို့ပါနေရဖြစ်ပါတယ်။နောက်တစ်ယောက်အနေနဲ့ပြောရရင်တော့အသက်31နှစ်ရှိပြီဖြစ်တဲ့ Trossard ဖြစ်ပါတယ်။ Trossard ကအာဆင်နယ်ရဲ့ဘဲတောင်မဲမှာအရေးပါတဲ့ကစားသမားဖြစ်ပြီးတော့အရေးပါတဲ့ဂိုးတွေခဏခဏသွင်းယူပေးနေရဆိုပေမဲ့ပွဲချိန်နောက်ပိုင်းရောက်လာတဲ့အချိန်မိနစ်60-80ရောက်လာတာနဲ့မြသူ့ရဲ့ကစားအားကတိတိကျကျကျလာတာကိုလည်းတွေ့ရပါတယ်။လက်ရှိစာချုပ်အရဆိုရင် Trossard ကအာဆင်နယ်နဲ့2028ခုနှစ်အထိစာချုပ်သက်တမ်းရှိပြီးတော့ market value က18တန်းရှိနေတာဖြစ်ပါတယ်။ Trossard ကအာဆင်နယ်အသင်းအတွက်ယခုရာသီပွဲ90ကစားထားပြီးတော့10ဂိုးသွင်းပြီးတော့17ခါ assist လုပ်ထားပါတယ်။အာဆင်နယ်အသင်းအတွက်စုစုပေါင်းအနေနဲ့ဆိုရင်184ပွဲကစားထားပြီးတော့36ဂိုးသွင်း34ခါ assist လုပ်ထားတာဖြစ်ပါတယ်။ Trossard ကိုအဓိကချိတ်ဆက်နေတဲ့အသင်းတွေဆိုရင်တူရကီကလပ်တွေဖြစ်တဲ့ Galatasaray, Besiktas နဲ့ Fenerbahce တို့ဖြစ်တာတွေ့ရပါတယ်။ Trossard ကလည်းအာဆင်နယ်အသင်းမှာသုံးမယ်ဆိုရင်100ဒီလောက်တော့ကောင်းကောင်းသုံးနိုင်သေးတယ်ဆိုပေမဲ့ Trossard ကိုရောင်းပြီးတော့ပတ်စံရှာကျင်တယ်ဆိုလို့ရှိရင်တော့အခုရာသီကအကောင်းဆုံးဖြစ်တာတွေ့ရမှာပါ။ကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုလို့ရှိရင်တော့နောက်ထပ်ကစားသမားတစ်ယောက်တောင်ပန်ကစားသမားတစ်ယောက်ကတော့ခေါ်တဲ့နာဖြစ်ပြီးတော့ဒူဝေးကိုပဲခေါ်တခြားကစားသမားကိုပဲရှာမာတင်နယ်လီကိုတော့အသင်းမှာဆက်ပြီးတော့ရှိစေချင်တာဖြစ်ပါတယ်။မာတင်နယ်လီကအသက်24နှစ်ပဲရှိသေးတာဖြစ်ပြီးတော့ဒီထက်ပိုပြီးတော့တိုးတက်နိုင်သေးရဲ့လို့လည်းမြင်ပါတယ်။ဒါကြောင့်မို့လို့ဒီကစားသမား2ယောက်တည်းကမဖြစ်မနေတယောက်ကိုရောင်းရမယ်ဆိုရင်တော့ကျွန်တော်ကတော့ Trossard ကိုပဲပို့ပြီးရောင်းစေချင်ပါတယ်။အခု Arsenal ပရိသတ်တွေရောဘယ်တောင်မှတိုက်စစ်အတွက်ဆိုရင်ဘယ်သူ့ကိုခေါ်ပြီးတော့ဘယ်သူ့ကိုရောင်းစေချင်ကြတယ်လဲ။